ဒါဆိုကို Android ဖုန်းပူတာနဲ့ iPhone ဖုန်းပူတာဘာကွာလဲကဲရာသီဥတုကလည်းပူနေပြီးတော့တင့်ရဲ့ဖုန်းကလည်းအရန်ပူနေပြီးတော့ဘာမှကိုလုံးလုံးမရတော့ဘူးဆိုရင်တော့ကျွန်တော်ရှင်းပြပေးမယ်ပထမအောင်တစ်ချက်အနေနဲ့တင့်ရဲ့ background application တွေကိုတင်ပိတ်ထားပါအဲ့ဒီဟာဆိုရင်တင့်ရဲ့ဒီဖုန်းကိုပေးထားတဲ့ workload တွေကတော်တော်တက်တာစေလိမ့်မယ်ဗျဒုတိယတစ်ချက်အနေနဲ့ screen brightness ကိုတင် short ထားပေးပါဘာဖြစ်လို့လဲဆိုတော့တင့်ရဲ့ဖုန်းရဲ့ battery life ကိုပြီးတဲ့အပြင်မှာဒီကျွန်တော်တို့ရဲ့ဒီဖုန်းပူတဲ့ဟာတွေလည်းတော်တော်ကိုတက်တာစေတယ်ဗျတကယ်တော့ဖုန်းတွေက cover မတက်ပဲနဲ့ကျွန်တော်တို့သုံးရတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေကျတော့ဖုန်း cover တက်ရတာကြိုက်တယ်ဆိုတော့ cover တက်ထားတဲ့အကြောင်းရင်းကြောင့်သူကဖုန်းရဲ့ heat တွေကိုစုရတာပေါ့နော်ဆိုတော့ကျွန်တော်အကြံပြုရတော့ cover လေးကိုဖြုတ်ပြီးတော့ဒီ line လေးထားပြီးတော့သုံးတယ်ဆိုရင်ဖုန်းရဲ့အပူချိန်ကိုတော်တော်များများ short ချပေးပါတယ်ခင်ဗျ Okay နောက်ဆုံးတစ်ချက်အနေနဲ့တော့ဖုန်းကိုအမြဲတမ်း up to date လုပ်ထားပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ update လုပ်ထားရဲဆိုရင်သူ့ရဲ့ bug တွေကို fix လုပ်ထားတဲ့အတွက်ဖုန်းကိုအရင်နောက်ခံ runner ရောတခြား runner ဟာပေါ့နော် update ဖြစ်ထားတဲ့အတွက်တော်တော်ကို smooth ဖြစ်တယ်မပူတော့ဘူးဒါဆိုကို Android ဖုန်းပူတာနဲ့ iPhone ဖုန်းပူတာဘာကွာလဲတကယ်ကွာတာကတော့မင်းနဲ့သူမဆက်ဆံရေးပေါ့